မင်္ဂလာပါဆိုတော့လူတွေကထင်တာကဒီလိုအိမ်စာနောက်ဝက်စီဝိုင်းနဲ့လုပ်လို့ရှိရင်ဘယ်သူမှမအောင်မြင်နိုင်ဘူးပြီးလို့ရှိရင်တခြားတကယ်ကုန်ပြည့်ရှိလူတွေဝင်မလို့ဘူးလို့ပဲလူတွေကထင်နေကြဒါမဲ့ကျွန်တော်ဒီနေ့ခင်ဗျားတို့အားလုံးကိုပြဖို့ကျွန်တော်တို့အသိရဲ့အောင်မြင်မှုကျွန်တော်တို့အသိရဲ့ကြီးကျယ်မှုပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးလူတွေဘယ်လိုမျိုးလူတွေကုန်ပြည့်ရှိလူတွေကအောင်မြင်နေလဲဆိုတော့ကျွန်တော်အကုန်လုံးကျွန်တော်အခုပြဖို့ဆိုတော့ဒီဘက်ကိုတစ်ချက်ကြည့်ကြပါ